CDR ဘဏ်တစ်ခုမှာလှုပ်လှုပ်တဲ့ကန်ဆိုဘီအချက်ရစရာတွေကြီးကြုံနေရတဲ့ဘန်စီစတန်လီအစ်ကင်ဟာသူ့ငယ်ချင်းချာလီစီကနေကိုကိုဘန်ကိုနိုက်ကလပ်ကိုဖိတ်စာရခဲ့ပါတယ်။မကြခင်မှာပဲကလပ်မှာဆိုတော်ပြစ်လောက်ကင်တဲ့သပင်ရွှေကိုရောင်းတဲ့တီနာကာလန်ရန်ဘန်ကိုရောက်လာပြီးစတန်လီစီမှာဘန်စီရင်ဖွင့်ဖို့လာရောက်ဆက်သွယ်ပါတယ်။စတန်လီယာတီနာကိုမြင်မြင်ချင်းပဲဆွဲလန်းသွားပြီးအရန်ကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။စတန်လီမသိလိုက်တာကတော့တီနာရဲ့အိတ်ထဲမှာကင်မရာလေးဝှက်ထားတာပါပဲ။တီနာဟာသူ့ရဲ့ရည်စားဂိုင်းစတာဒိုရီယန်ထိုင်ရဲရဲ့စီစဉ်မှုနဲ့ဗန်နမြတိုက်ဖို့ကြိုတင်ပြင်ဆင်မှုလာခဲ့တာပါ။ကိုကိုဘန်ကိုမှာလှုပ်တဲ့ထိုင်ရဲဟာသူရိုက်ယူလာတဲ့ဗီဒီယိုဖိုင်တွေကိုအသုံးပြုပြီးတထေးပြသူနီကိုအပေါင်းပါတွေနဲ့ပူးပေါင်းပြီးဖြုတ်ချဖို့ကြံစည်နေခဲ့ပါတယ်။လှုပ်စင်းချိန်မှာစတန်လီယာကားပြင်ဆိုင်ကနေသူကားကိုသွားထုတ်ပေမဲ့စက်ပြင်ဆရာတွေကမပြီးသေးတာကြောင့်ကားစုပ်တစ်စီးကိုစားထုတ်ငှားပေးလိုက်ပါတယ်။သူကကလပ်ကိုမောင်းသွားပေမဲ့ကိုကိုဘန်ကိုရဲ့လုံခြုံရေးအရသူ့ကိုထည့်ပေးမဝင်ပါဘူး။စိတ်ပြအောင်ငယ်စွာနဲ့အိမ်ပြန်လမ်းမှာမြို့ပြင်မြေကူတံတားပေါ်မှာသူကားကပြတ်သွားပြန်ပါတယ်။သူလည်းစိတ်တူနဲ့ကားကိုကန်လိုက်တော့ကားကတစားစီပြုတ်ထွက်သွားပါတယ်။စတန်လီယာရေးနေတဲ့လူတွေအမှန်နဲ့တစ်သားမျက်နှာဖုံးကိုတစ်ခုလည်းစေယူရရှိခဲ့ပါတယ်။အိမ်ရောက်လို့အဲ့ဒီမျက်နှာဖုံးကိုဆွတ်လိုက်တဲ့အခါစတန်လီယာယူပဗေဒစီမင်းတွေကိုဖောက်ဖျက်နိုင်တဲ့ခေါင်းစိမ့်စိမ့်နဲ့ကာတွန်းဇက်ကောင်တစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဒီပုံစံနဲ့သူကသူ့ရဲ့ဆန္ဒနဲ့စိတ်ကူးယဉ်မှုတွေကိုလွတ်လပ်စွာဖော်ထုတ်ခဲ့ပါတယ်။မြင်နေတဲ့နှိုးဆက်ကိုတစ်သားတင်းမုတ်ကြီးနဲ့လိုက်ထုတ်ပြီးအင်ရှင်မျိုးသမီးမစ္စစ်စပင်မန်ကိုကြောက်လန့်စေခဲ့ပြီးသူ့ကိုဟွန်းတီးတဲ့ကားကိုလည်းဟွန်းကြီးကြီးနဲ့ပြန်အောင်လိုက်တာကားမှန်နေကွဲကုန်ပါတယ်။သူ့ကိုလာနောက်ချက်တဲ့လူစိုးကိုင်းကိုလည်းချင်းမုန်းပြစ်ခဲ့သလိုသူ့ကားကိုအချိန်မီပြင်ဆင်မပေးတဲ့စက်ပြင်စရာနှစ်ယောက်ကိုလည်းကောင်းကောင်းကြီးနာကျင်အောင်လုပ်ခဲ့ပါတယ်။နောက်နေ့မနက်မှာတော့စတန်လီယာညကဖြစ်ပျက်ခဲ့တာတွေကအိမ်မက်တွေပဲလို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲရဲရရှိခဲလဝေးရောက်လာပြီးအိမ်ထဲကဖြစ်ပျက်မှုတွေနဲ့ပတ်သက်ပြီးစစ်မေးခဲ့ပါတယ်။စတန်လီယာဘာမှမသိဘူးလို့ညင်းဆိုပြီးမျက်နှာဖုံးကိုပြတင်းပေါက်ကနေပြစ်လွတ်လိုက်ပြီးမှဘူမရန်တစ်ခုလိုသူ့တိုက်ခန်းစီပြန်ရောက်လာခဲ့ပါတယ်။ကားပြင်ဆိုင်ကိုသွားတော့စက်ပြင်စရာနှစ်ယောက်ဟာစူးစူးဝါးဝါတိုက်ခိုက်ခံထားရတာကိုတွေ့ရပြန်ပါတယ်။ဗရင်းတော်ပက်ကီဘရန်ကဘန်ကိုရောက်လာပြီးစတန်လီယာကားပြင်ဆိုင်ရဲ့ကစတမာတယောက်အနေနဲ့ဘာတွေသိလဲလို့မေးမြန်းပါတယ်။ဒီချိန်ထဲမှာပဲထိုင်ရဲကသူ့တထေးနီကိုကိုဖြုတ်ချဖို့ကြံစည်နေတယ်ဆိုတာစာတစောင်ကနေနီကိုကသိသွားပါတယ်။နီကိုကထိုင်ရဲကိုကြမ်းမြင်မော်လဲချလိုက်ကသူ့ဆက်ပေါ်မှာကောက်တီးကိုတင်ပြီးရိုက်လိုက်ပါတယ်။နီကိုကထိုင်ရဲကိုမြို့ကထွက်သွားဖို့တပတ်ချိန်ပေးခဲ့ပြီးထွက်မသွားရင်တပ်ပစ်မယ်လို့ချိန်ချောက်ပါတယ်။အဲဒီညမှာပဲစတန်လီယာတီနာကိုအိမ်မက်မှတ်ပြီးခွေးလေးမိုင်လိုချောင်းလက်နှုတ်လာပါတယ်။သူကကလပ်ကိုဝင်မိုဘိုက်ဆန်လိုတာကြောင့်မျက်နှာဖုံးကိုပြန်ဆိုကသူ့ဘန်ကိုပြန်ပြီးဖောက်ထွင်းခဲ့ပါတယ်။မျက်နှာဖုံးတက်ပြီးပိုက်ဆန်နေတဲ့ကိုကိုဘန်ကိုရောက်တဲ့အခါစတန်လီယာတီနာရဲ့ဖြော်ရင်းမှုကိုကြည့်ရင်သူမနဲ့တူအံ့ဩသင့်စရာကခုန်ခဲ့ပါတယ်။တီနာနဲ့ကခုန်ပြီးနမ်းလိုက်တဲ့အခါတီနာဟာမျက်နှာဖုံးစွပ်လူသားကိုချစ်မိသွားပါတယ်။ဒီချိန်မှာသူတို့များတိုက်မဲ့အစီအစဉ်ကိုလက်ဦးမှုယူသွားတဲ့မျက်နှာဖုံးစွပ်လူသားမှန်တိုင်ရသိသွားပြီးစတန်လီကိုပြစ်ခတ်ဖို့ကြိုးစားခဲ့ပေမဲ့အောင်မြင်မှုမရခဲ့ပါဘူး။ရဲရရှိခဲ့လို့ဝေကလတ်ထဲကိုရောက်လာတဲ့အခါမျက်နှာဖုံးစွပ်လူသားထွက်ပြေးသွားပြီးတိုင်ရကိုဗန်နမြမှုရဲ့တရားခံအဖြစ်တန်တရားဝင်သွားပါတယ်။နောက်နေ့မနက်မှာကယ်လိုဝဲကစတန်လီရဲ့ခန်းကိုထပ်လာပြီးတကားကိုခပ်ပြင်းပြင်းခောက်ပါတယ်။စတန်လီယာအဝေးဗီယိုထဲထည့်ထားတဲ့ပိုက်ဆံတွေကိုအလောတကြီးဝက်ရပါတယ်။ကယ်လိုဝေးကမျက်နှာဖုံးစွပ်လူသားချန်ထားခဲ့တဲ့စတန်လီရဲ့ညဝေးအင်ကြီးပိုင်းစာကိုပြပြီးစစ်မေးပါတယ်။စတန်လီကညဝေးအင်ကြီးပြောင်းနေကြောင်းညင်းဆိုခဲ့ပြီးကယ်လိုဝေးကသူ့ကိုတေချာဆောင်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။စတန်လီယာပြီးခဲ့တဲ့ရက်ပိုင်းက TV မှာပါတဲ့မျက်နှာဖုံးပညာရှင်ဒေါက်တာနီယူမင်းနဲ့တွေ့ရာမျက်နှာဖုံးဟာဘဟာလာကနတ်ဖျားလုတ်ကြီးရဲ့မျက်နှာဖုံးဖြစ်တယ်ဆိုတာသိရှိခဲ့ပါတယ်။စတန်လီကမျက်နှာဖုံးကိုစွပ်ပြီးတရုပ်ပြဖို့လုပ်ပါတယ်။ဒါပေမဲ့နေကင်းဘက်မှာအစွမ်းမပြတဲ့အတွက်ဒေါက်တာနီယူမင်းကသူ့ကိုအတီးမြူခဲ့ပါဘူး။တပြိုင်နက်တည်းမှာပဲဗန်နမြမှုမှာမျက်နှာဖုံးဆုပ်ကချန်ထားခဲ့တဲ့လက်ပွေရတွေကစတန်လီနဲ့ကိုက်ညီနေကြောင်းကယ်လိုဝေးကသိရှိခဲ့ပါတယ်။တီနာနဲ့ချိန်ထားတဲ့နေရာမှာစတန်လီယာမျက်နှာဖုံးကိုထပ်ဆုပ်ကသွားတွေ့ပြီးတီနာကိုအတင်းကပ်နေတာမို့တီနာလန့်နေတဲ့အချိန်မှာကယ်လိုဝေးနဲ့သူ့ရဲ့လုပ်ပေါ်ကိုင်မဲ့ drawing တို့ကဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့သတင်းတောက်ပက်ကီဘရန်ရဲ့အကူအညီနဲ့လွတ်မြောက်ခဲ့ပြီးပက်ကီကသူ့ကိုထိုင်ရက်စီအနန်ကစုငွေကိုယူသွားခဲ့ပါတယ်။ထိုင်ရက်မျက်နှာဖုံးကိုတင်ပက်လိုက်ပြီးစတန်လီဖောက်ထားတဲ့ငွေတွေကိုတင်လိုက်ကစတန်လီကိုကားနောက်ဖုံးနဲ့ထဲကရာဘာမျက်နှာဖုံးတစ်ခုနဲ့တူရဲစခန်းရှိမှပြစ်ချထားခဲ့လိုက်ပါတယ်။ထောင်ထဲမှာစတန်လီကိုလာတွေ့တဲ့တီနာဟာမျက်နှာဖုံးအကြောင်းသိတာတဲ့အတွက်ထိုင်ရက်ကလပ်မှာပရာဟိတပွဲလုပ်နေတော့တိုက်ခိုက်ဖို့စီစဉ်နေကြောင်းပြောပြပါတယ်။စတန်လီယာမျက်နှာဖုံးရဲ့စွမ်းရည်နေကြောင်းရှင်းပြခဲ့ပြီးနှစ်ဦးသားထိုင်ရက်မျက်နှာဖုံးအစွမ်းနဲ့ဘယ်လိုလုပ်လာနိုင်လဲဆိုတာကိုသဘောပေါက်သွားပါတယ်။စတန်လီယာတီနာကိုမြို့ကထွက်သွားဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ထိုင်ရက်တီနာစတန်လီစီလာတွေ့တာကိုသိသွားပြီးသူ့လူတွေနဲ့ဖမ်းဆီးလိုက်ပါတယ်။တီနာကိုထိုင်ရက်ရဲ့လူတွေဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မှာခွေးလေးမိုင်လိုကစတန်လီရှိရာကိုရောက်ရှိလာပါတယ်။စတန်လီယာမိုင်လိုကိုအပြင်နိုင်ငံကနေခုန်တက်ခိုင်းပြီးမိုင်လိုကကျင်းထောင်ဆောင်ရဲ့တော့ကိုယူပေးခဲ့ပါတယ်။စတန်လီယာတော့ယူပြီးအဆောင်ရဲ့တနက်ကိုယူကသူ့စီကိုလာတဲ့ကယ်လိုဝေးကိုတစားကန်အဖြစ်ဖမ်းဆီးပြီးမိုင်လိုနဲ့အတူကလပ်ကိုမောင်းထွက်သွားခဲ့ပါတယ်။ထိုင်ရဲကမျက်နှာဖုံးကိုပြန်ဆုပ်ပြီးကိုကိုဘန်ကိုဂိတ်တွေကိုဖောက်ခွဲကနီကိုတတ်ခဲ့ပါတယ်။ပြီးနောက်ဒီနောက်ဘုံတက်ဆင်ပြီး10မိနစ်စာရေတွက်တဲ့အချိန်ကိုက်နာရီကိုစတင်လိုက်ပါတယ်။စတန်လီကိုကိုဘန်ကိုကလပ်ကိုရောက်တဲ့အခါထိုင်ရဲရဲ့လူတွေကဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီအချိန်မှာတီနာကမျက်နှာဖုံးမပါပဲပဂရိဒိုရီယန်ဖြစ်နေသူ့ကိုတစ်ခါလောက်နမ်းမအောင်ဆိုပြီးထိုင်ရဲကိုလှည့်စားလိုက်ပါတယ်။နန်းနေတော့မှတီနာကခြေထောက်ကိုလွတ်အောင်ယုံပြီးမျက်နှာဖုံးကိုကန်ထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာကားတကားကိုဖွင့်ပြီးထွက်လာတဲ့မိုင်လိုကခုန်ဖမ်းလိုက်ပြီးသူ့နောက်ခြေထောက်ကိုဆွဲခန့်လိုက်ရတာကြောင့်မျက်နှာဖုံးကိုခေါင်းနဲ့အပ်ပြီးဝစ်လိုက်ပါတယ်။
စတန်လီနဲ့ထိုင်ရဲတို့တိုက်ခိုက်ကြပြီးစတန်လီရဲ့လက်သီးချက်ကြောင့်ထိုင်ရဲကစလော့ဆက်ပေါ်ကြကမေးမျောသွားပါတယ်စတန်လီကမိုင်လိုစီကမျက်နှာဖုံးကိုနောက်ဆုံးချိန်ယူတက်ပြီးသူ့ရဲ့စွမ်းအားတွေနဲ့ဘုံကိုအချိန်မီဝါမျိုးဖျက်ဆီးလိုက်ကထိုင်ရဲကိုလည်းရေစင်းပေါက်ကြီးတဲ့ဆွဲချလိုက်ပါတယ်ကီလိုဝေးကစတန်လီကိုထပ်မံဖမ်းဆီးဖို့ကြိုးစားပေမဲ့မြို့တော်ဝန်ကတားမြစ်ခဲ့ပြီးမျက်နှာဖုံးတက်ထားတာကထိုင်ရဲဖြစ်ကြောင်းစတန်လီကသူတို့အားလုံးကိုကယ်တင်ခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်နောက်ဆုံးမှာတော့စတန်လီတီနာချာလီနဲ့မိုင်လိုတို့ဟာမြေတရားပေါ်မှာရက်နေကြပါတယ်စတန်လီကမျက်နှာဖုံးကိုရေထဲပြချဖို့ဝင်လေးနေတုန်းတီနာကသူ့လက်ထဲကယူပြီးပြချလိုက်ပါတယ်တီနာရဲ့ထင်ကြီးမှုကိုရဖို့အတွက်မျက်နှာဖုံးမလိုတော့ကြောင်းသူတို့နှစ်ဦးစလုံးသဘောပေါက်သွားခဲ့ကြပါပြီချာလီကရေပေါ်မှာမျောနေတဲ့မျက်နှာဖုံးကိုယူဖို့မြစ်ထဲကိုခုန်ချလိုက်ပေမဲ့မိုင်လိုကပုံမြန်ပြီးမျက်နှာဖုံးကိုနှုတ်သီးနဲ့ကိုက်ချီကရေကူးထွက်သွားပါတော့တယ်